သူ့ကိုလာတာတဲ့ရဲကိုအညစ်ထက်ဆွဲပြဲလိုက်ပြီးတဝါတိုင်းကျွေးလိုက်တယ်ဘရက်လက်မတ်ကိုနဂါတောင်ထွက်ပြေးရတဲ့စပယ်နဲ့တိုက်ခိုက်ခဲ့ပေမဲ့မတ်ကတော့အသားလေးပုတ်ထုတ်လိုက်ကတကွက်ပြလိုက်တယ်။အဲနောက်မှာတော့ Brad ကသူ့ရဲ့ spare တွေအကုန်လုံးကိုတုံးပြီးတိုက်ခိုက်ပေးမယ်။မောင်လုံးဆောင်မီဘရက်အနေနဲ့ကျောင်းသားတွေကကလောက်ဖိလုပ်ထားတဲ့ magic စာလုံးတွေကိုတဒန်းနဲ့ဖြစ်အောင်ရေးရမှာဖြစ်ပြီးကျောင်းသားအများစုကအခက်တွေ့နေခဲ့ပေမဲ့ Mash ကစာလုံးတွေကိုဟဲ့အောင်နေပြောနေတော့ရက်လိုက်စမ်းမဟုတ်ရင်ဒီ fountain လုံးဖြစ်သွားမယ်ဆိုပြီးချင်းချောက်လိုက်တော့စာတွေကချက်သွားခဲ့ကအဲ့ဒါကိုမြင်တဲ့ Brad တို့နှစ်ယောက်လည်းပါဇက်အဟောင်းသားဖြစ်သွားခဲ့တယ်။တန်းချိန်စာတော့ဆီယမ်မကတောက်ဖွင့်တဲ့ spell ကိုတင်ပေးတယ်။ Mash ကအားနဲ့ပဲဆွဲဖွင့်လိုက်တာကြောင့်ဆီယမ်မကဟဲ့လက်တာအဲ့လိုဖွင့်ခိုင်းတာမဟုတ်ဘူးလေဆိုပြီးတော့တကြီးနဲ့အော်ပြောနေခဲ့တယ်။သူတို့ပြလိုက်တော့ဥကအတန်ပုံကျဲသွားတယ်။အဲနောက်မှာတော့ Finn လည်း Lance ပြောတဲ့အတိုင်းတင်ချလုပ်လိုက်တော့ရသွားခဲ့ပြီ။ Match ကိုကြည့်လိုက်တော့သူ့ရဲ့ဥကအကြီးကြီးဖြစ်နေခဲ့က Match ကိုလိုက်ရိုက်နေခဲ့တယ်။ Match ကဥကိုပါပြန်ရိုက်လိုက်ပြီး